အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်ကျွန်တော်နဲ့ဒိုဦးလေးခေါ်ဦးတာတာပိုပိုဦးတာပိုနဲ့တောင်သူတွေအတွက်ဤပညာတွေမျှဝေမှာဖြစ်ပါတယ်ဦးတာပိုနဲ့ကျွန်တော်နဲ့စုံတဲ့အခိုက်မှာကျွန်တော်ဒီလိုလေးလှုပ်ချင်တာကျွန်တော်ရဲ့စိတ်ကူးဖြစ်ပါတယ်တောင်သူတွေအများကြီးကလည်းမေးကြတယ်ပေါ့ဗျာဤပညာနဲ့ပတ်သက်လို့ပဲဆိုင်တဲ့သူဖရဲဆိုင်တဲ့သူကွန်းဆိုင်တဲ့လူငရုတ်ဆိုင်တဲ့သူတောင်သူအများကြီးပေါ့ဗျာတောင်သူလောကမှာဖြစ်နေတဲ့ဟာတွေကိုနိပညာအရေးကြီးတယ်ပေါ့နော်တစ်ခေါက်ကပြောသွားတာပဲဒီသိအပင်မတက်တဲ့ကိစ္စဟူမိတ်ကိစ္စပေါ့နော်နောက်ဖြစ်နေတဲ့ကိစ္စတစ်ခုရှိသေးတယ်အဲ့ဒါရောက်တော့ဒီအပင်သေးတာပေါ့နော်ငယ်စဉ်မှာသေးတယ်ခါးကြီးပြီးသေးတာရှိတယ်ဗျာဒါဥပမာဟိုပွဲမှာပြောသလိုပေါ့နော်ခါးကြီးသေးတာရှိတယ်ဒီ6သွေးကြောင့်သေးတာရှိတယ်ဒီအမျိုးမျိုးနဲ့ဒီပဲပင်စီတို့ရင်ကြောင့်လည်းသေးတယ်ပေါ့နော်အဲ့တော့တချို့ကမခွဲတတ်ဘူးအပင်သေးတယ်ဆိုရင်မိုးသေးပဲမိုးသေးဖြမ်းမယ်ပဲသူတို့စိတ်ထဲမှာစွဲနေကြတာပေါ့နော်ဒီအပင်သေးတာနဲ့ပတ်သက်ပြီးတော့ပြောပြပါအောင်ခင်ဗျာဒီမေကွန်းကတော်တော်လေးမေးသင်းတဲ့မေကွန်းမှာတောင်သူအများစုကလည်းဒီပြဿနာဖြစ်နေတာပေါ့နော်ဒီဟော့ဖြစ်နေတဲ့ပြဿနာပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီပဲတည်တဲ့ပြဿနာကိုတာမန်ပေါ်သေးသေး case လို့ထင်ပြီးတော့ဘာနဲ့ဖြေရှင်းနေလဲဆိုကျွန်တော်တွေးရတဲ့လောက်ကဒီပဲတည်တာကိုဖုံးနိုင်ဖို့မျိုးစေ့ထူထူခြားနဲ့ဖုံးလွှမ်းတာပဲဟုတ်လားဘာလို့အထူကြီးကျဲရရုံလို့မေးကြည့်တော့ပဲပမရစုပဲထူမမရချစ်ဆိုလို့ထူထူကျဲရမျိုးတွေတောင်းတော့ဒီလိုပဲပြောတာပေါ့ဗျာဟုတ်ပါတယ်ဟောဒါပဲတည်လို့မျိုးစေ့ထူထူခြားတာလို့ဆိုတော့ဒါဟာအဖြေမှန်မဟုတ်ဘူးပေါ့ဗျာအပင်ငယ်ခါကြီးဟုတ်ကနောက်ဖြူစီရီယန်ကြောင့်ရှိတယ်နောက်တစ်ခါကျွန်တော်ရိုက်ဇိုတိုနီးယားပေါ့မြစ်6ဆွေမြစ်6ဆွေပေါ့ဟုတ်ကဲ့နှုတ်လိုက်ရင်ကျွန်တော်အမြစ်တွေမပါတော့ဘူးရေတောက်မြစ်မပါတော့ဘူးချိုးလိုက်ရင်ဂျွတ်ကနေကျိုးသွားတာမျိုးအသီးပွင့်ဝင်တဲ့ချိန်မှာတေးတာအဲ့ဒီ3မျိုးတေးတာရှိတယ်ပေါ့နော်ဟုတ်ကဲ့ကလဘဲကပိုသေးတာကလဘဲကပိုသေးရတော့များလာနော်ညာမှာမေးမှများတော့ဒါဟုတ်တယ်ပဲဟုတ်တယ်ဥသက်ဆေးနဲ့အရင်ဆုံးကျွန်တော်စဉ်းစားကြည့်ရတယ်ဖြူစီရီယန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ရိုက်ဇိုတိုနီးယားပဲဖြစ်ဖြစ်နောက်ပစ်တီယန်ကတော့ကျွန်တော်ဥမိုက်စီကြောင့်ဖြစ်တာပေါ့ဗျာမျိုးစေ့လူးနယ်စိုက်လို့ရပြီမဲ့ဖြူစီရီယန်နဲ့ရိုက်ဇိုတိုနီးယားကမူသက်စီနိုင်တဲ့မူသက်စီမရှိဟုတ်ကျွန်တော်တို့အချိန်ချင်းစူးစမ်းကြည့် chemical နီးနဲ့မနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဝါနီးနဲ့ဒီ trichoderma တွေဒါကျွန်တော်တို့ပြန်ခစ်စားလာတယ်ပေါ့နော်ဟုတ်တယ်မှုကမှုကိုပြန်တိုက်တဲ့နီးနဲ့ဟုတ်တယ်ကျွန်တော်ပြန်တိုက်ဟုတ်ကဲ့ပြန်တိုက်လာတယ်နော်ဒါဥစုမိုးတို့ဒီမှာလည်းဒီ trichoderma ရှိပါတယ်ဟုတ်ရှိရနော်ဟုတ်ကဲ့ပါကံလည်းထည့်ခဲ့မယ်ပင်ပေါက်15ရက်သားမှာလည်းကျွန်တော်တို့မြေကြီးတွေကိုကျွန်တော်မြေကြီးကိုဖြန်းပြီးမယ်ပင်မျိုးစေ့လည်းလူးခဲ့မယ်မျိုးစေ့လည်းလူးခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော် control လုပ်နိုင်တယ်ဆိုတော့ဒါကကျွန်တော်တို့ technique အရ technology အရဆင်ပြေတယ်ဟုတ်ကဲ့ဒါပေမဲ့လက်တွေ့မှာတကယ်တမ်းဒီ trichoderma တွေသုံးခဲ့တဲ့အခါမှာတောင်းကျဉ်တတ်တဲ့အနေအထားမျိုးကျွန်တော်မတွေ့ရဘူးကျွန်တော်စဉ်းစားကြည့်ရအောင်နော်ဟုတ်တယ်နည်းတော့ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်တော့ကျွန်တော်ဒီ trichoderma ဒီသုံးတဲ့အခါမှာ trichoderma ခုနမျိုးစေ့ species နှစ်ခုတကယ်အစစ်အမှန်ရနိုင်ရဲ့လားဆိုတာတစ်ချက်ပြန်လေ့လာပါတယ်နော်အစစ်မှန်သူတို့ inoculation လုပ်တဲ့အခါမှာတခြားမလိုလားအပ်တဲ့ဒီ bacteria တွေပါတယ် bacillus တွေပါတယ်ဆိုတာမျိုးကြီးကပါကောင်းပါနိုင်တယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့တကယ်လို့ဒီ species အစစ်အမှန်ရှိတယ်ဆိုရင်ပါတယ်ဆိုရင်တောင်မှမြေကြီးထဲမှာမိုးတွေကပွားနိုင်တဲ့အနေအထားမျိုးဖြစ်အောင်လိုအပ်တဲ့အဆိုဓာတ်တို့ဒီလိုအပ်တဲ့ပတ်ဝန်းကျင်အစာအာဟာရတို့ဖန်တီးပေးနိုင်တဲ့အနေအထားမျိုးရှိသလားပတ်ဝန်းကျင်အခြေအနေအဲ့ဒီတစ်ချက်ကလည်းကျွန်တော်လိုအပ်ချက်ရှိလိမ့်မယ်ဘာလို့စိုက်သက်ကွက်ထဲမှာလုံနိုင်ပြီမယ်လို့ဒီတောင်သူစိုက်ခင်းထဲမှာじゃကျွန်တော်မထိန်သိမ်းနိုင်မှန်ပါတယ်အဲ့ဒါလည်းကျွန်တော်ဟာကွက်တစ်ခွက်ရှိလိမ့်မယ်လို့ကျွန်တော်တွက်တယ်ဒီမြေဆောင်မှုယောဂါကတသန်းရှိမယ်မှုစပိုးတွေကတသန်းရှိမယ် trichoderma အဲ့တသန်းတဲ့ကြော်မှသာ तू ကတိုက်ခိုက်နိုင်မှာ तू ကလည်းတသန်းပဲဆို50ပဲရှိသေးတယ်ဒါကလည်းကျွန်တော်တို့တောင်သူတွေအတွက်ဒီဟာကွက်တစ်ခွက်ရှိလိမ့်မယ်လို့ထက်စဉ်းစားမယ်ဟုတ်ပါတယ်ကျွန်တော်အဲ့လိုမြင်တယ်အဲ့တော့ trichoderma ဒီဖြူစီရီယန်တို့ရိုက်ဇိုတိုနီးယားတို့နိုင်နေဆိုပေမဲ့နိုင်လောက်အောင်လုံနိုင်တဲ့အနေအထားမျိုးတော့လိုလိမ့်မယ်လို့ထင်တယ်ဟုတ်ပါအခုကတော်တော်များများစင့်ပါစနှမ်းပတ်တယ်လို့ဖြစ်တာအဲ့လိုဖြစ်တာတချို့ရောက်တော့ trichoderma ရက်ကြော်သွားတာတွေရှိတယ်အဲ့ဒါတွေလည်းတွေ့ရတယ်အဲ့ဒါမျိုးဆိုရင်လည်းအဆင်မပြေဘူးကျွန်တော်ကလွန်ခဲ့တဲ့8နှစ်9နှစ်ပေါ့နော်အဲ့ဒီအပိုင်းမှာတည်းကကျွန်တော်ထိုင်းနိုင်ငံနေ trichoderma ဝယ်ပြီးတော့သုံးခဲ့တယ်အမုံပဲထောပတ်မှာသုံးတာတော်တော်အဆင်ပြေတယ်ဗျ
ထောပတ်မှာကျွန်တော်တို့ဒီမြေကျင်းတွေကိုထည့်တယ်နောက်အစာပွားစာ ပွားစာလုပ်ပြီး ဟိုကျွန်တော်ကအကြံပေးတာပွားစာလုပ်ပေါ့နော် ဟုတ် ဒီပွားစာကိုနွားရှိနဲ့သူကလုပ်ပြီးတော့ထည့်ရင်အကောင်ကြီးဥမာပေါ့သူကရှိနေတာကအကောင်ကြီး9 တန်းဆိုရင်ပွားစာလုပ်လိုက်ရှင်တန်50ဖြစ်သွားတယ်အဲ့ဒါမြစ်ချောက်ဆိုရင်ဖြစ်စေတဲ့မှုတွေကိုသူကပြန်များတော့လေတိုက်ခိုက်နိုင်အောင်ထည့်ပါလို့ပြောတာမထိရောက်ဘူးလို့ပြောနေကြလို့ ဟုတ်တယ်အဲ့လိုပွားများနိုင်တဲ့အနေထားဖန်တီးပေးနိုင်ရင်ကောင်းတာပဲကျွန်တော်အဲ့လိုဖြစ်စီချင်တာသုံးမဲ့ဆိုလို့ရှိရင်လည်းပဲတကယ်ဒီ trichoderma စစ်မှန်ဖြစ်အောင်ရယ် trichoderma ပွားနိုင်တဲ့ပွားစာတကယ်တိဆောက်ဖန်တီးပေးနိုင်ရင်တော့ဒီပြဿနာဖြေရှင်းပေးနိုင်တယ် ပွားစာလုပ်တဲ့အခါမှာလည်းနည်းနည်းတန့်ရှင်းတတ်ရဖြစ်ဖို့လိုတယ်တခြားမှုဝင်နိုင်တယ် ဝင်နိုင်တယ် ဒါကြောင့်သူကဟိုပွားစာဆိုပြီးပွားခဲ့ပြီးတော့ပုံထားခဲ့လို့တော့မဖြစ်ဘူးပေါ့နော်အိတ်နဲ့လုံချုံအောင်ထုတ်ပိုးရမယ်9ရက်ဆို9ရက်အတွင်းထားပြီးအထက်အောက်လှန်ပေးတာလို့ပါအဲ့ပိုင်း လွယ်မယောင်နဲ့ခက်တယ်ခိမ်မယောင်နဲ့နက်တယ်ပေါ့နော်တုတ်တဲ့ဟာဒါတော့လူတိုင်းလူဟိုနီးပြောရင်တော့လုံလို့ရပါတယ်ဒါပေမဲ့တကယ် လက်တွေ့ trichoderma ဒါဥပ္ပပြောခဲ့တာလေနေလေက trichoderma အမှန်ဖြစ်ဖို့ဆိုတာတော်တော်လေးခက်ပါတယ်လောက်ရတာ တော်တော်ခက်တယ် ဟုတ်တယ်နော် အဲ့ပိုင်းတော့ကျွန်တော်လဲ practical တော့မရှိပါဘူးဦးစိုးမိုးတို့လိုဒီအတွန်းကြလက်တွေ့ practical နည်းနဲ့မသုံးဘူးတော့ကျွန်တော်တိတ်လိုက်မမိဘူးကျွန်တော်ဒီတောင်သူတွေသုံးနေတဲ့အနေအထားမှာကြည့်ပြီးတော့ကျွန်တော်ဟာကွက်လေးကိုထောက်ပြတယ် တချို့ကထိုင်ကိုဒါမှဆိုနာမည်ရရင်ပြီးရောသုံးတာမျိုးတွေရှိတယ်လေ ကျွန်တော်အဲ့ဒါလည်းထောက်ပြခြင်းဟုတ်တယ် ဟုတ်ကဲ့ပါ trichoderma နာမည်နဲ့တောင်သူတွေဟုတ်တယ် trichoderma ပျောက်တယ်ဆိုပြီးတော့ trichoderma ဆိုပြီးတော့ကျွန်တော်လှုပ်ရှားမှာစိုးတာတောင်သူကအဲ့ပုံမှာယုံလိုက်မှာ ကျွန်တော်တို့ကတော့တရားဝင်ဒီမှတ်ပုံတင်တဲ့အခါမှာဓာတ်ခွဲရသေးတယ်ဟောဓာတ်ခွဲတော့သူကဒီအကောင်ကြီးဒီအကြီးအတွက်ပါမပါဆိုတာမျိုးလေးရှိတယ်ပေါ့နော်ဒီမှာပါဝင်မှုနှုံးဆိုတာဒီသူ့တတ်မှတ်ချက်စက်တာလေးတွေရှိအဲ့ဒါမျိုးလေးတွေအောင်မှဓာတ်ခွဲအောင်မှသာသူတို့ကခွင့်ပြုတာ ငကိုကားတွေကဒီကလပဲတည်တဲ့ပြဿနာတော်တွေကလာတာဖြစ်တဲ့ဒီကောင်ကိုကာကွယ်နိုင်တဲ့ဤပညာကိုကျွန်တော်လိုချင်နေတာအဲ့ဒါနဲ့ trichoderma ဒီဟာကိုနိုင်နေဆိုတော့ကျွန်တော် trichoderma ကိုနောက်လိုက်ကြည့်အဲ့ဒါမျိုးဝစုံမိုးနဲ့ကျွန်တော်ဆွေးနွေးကြည့်ဟုတ် trichoderma နဲ့ပတ်သက်လို့ကျွန်တော်လောက်တာနှစ်ပေါ့မနှစ်ကမှစစမ်းတာလေဒီနှစ်လည်းကျွန်တော်တို့ကစမ်းတော့မယ်ဒါပေမဲ့မနှစ်ကစမ်းလိုက်တဲ့အောင်မြင်မှုလို့ပြောမှာပေါ့နော်တောင်သူ10ဦးမှာ9ဦးလက်ခံ ဒီပဲမှာဒီ ပဲပေါ်ဒီဖရင်ရောတခြားသီးနှံတွေမှာကောင်းတယ်ပေါ့ပြစ်ချောက်ဆွေးမှာနိုင်တယ်ဆိုတာကျွန်တော်ကဥဒဘုပြောတာကျွန်တော်လက်ခံနိုင်တဲ့အပိုင်းတစ်ခုရှိတာရော့သွားတယ် ကောင်းပါတယ် ဟုတ်အဲ့တော့ကျွန်တော်ပြင်နေတာခုနအပင်သေးနဲ့ပင်စီထိုးရင်ကိုတောင်သူကမတိတာများတယ်ပေါ့နော်တိတဲ့လူလည်းနေတယ်အဲ့ဒါဘလို့ကာကွယ်ရမလဲ အဲ့ဒါလည်းကျွန်တော်တို့ပြဿနာတစ်ခုပဲဗျပြဿနာတစ်ခုဆိုပေမဲ့ရောရှက်သွားတာအပင်တည်တဲ့ပြဿနာတွေမှာပင်တည်တို့ရင်ကြောင့်တည်တာနဲ့ဒီ rhizotonia fusion